စစ်သားတယောက်ကမမြင်ရတဲ့လှုပ်ဝက်မိုင်းတစ်လုံးကိုမတော်တဆနင်းမိခဲ့တယ်။ဒီအခြေအနေကိုမြင်ပြီးသူကကိုယ့်အသက်တင်မကသူ့အဖော်တွေ၏အသက်ပါအနေနဲ့ရောက်သွားနိုင်တာကြောင့်စိတ်လှုပ်ရှားပြီးထိမ့်မရဖြစ်သွားတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်အဖွဲ့ရဲ့ကပတိန်ခေါင်းဆောင်ရောက်လာပြီးမိုင်းရဲ့အနက်ကိုသိနိုင်အောင်တစ်သားတုပ်တစ်ချောင်းနဲ့မြေကိုတဖြည်းဖြည်းဖယ်ရှားစတင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒီမိုင်းကအရန်ကြီးတဲ့မိုင်းဖြစ်ပြီးဖျက်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာကိုသူတို့သိလိုက်တယ်။အဲ့ဒါကြောင့်ကပတိန်ကစစ်သားတွေကိုနောက်ပြန်ဆုတ်ဖို့အမိန့်ပေးပြီးမိုင်းနှင်းထားတဲ့စစ်သားကို၃ချက်ရေတွက်ရင်းခြေထောက်ကိုမြောက်ပါလို့ပြောခဲ့တယ်။ကပတိန်ကသူ့နေရာမှာဝင်နှင်းမယ်လို့ပြောခဲ့တာပါ။ညွှန်ကြားချက်အတိုင်းစစ်သားကခြေထောက်ကိုမြောက်လိုက်တဲ့အချိန်မှာကပတိန်ကချက်ချင်းသူ့ခြေထောက်နဲ့မိုင်းပေါ်ကိုဝင်နှင်းလိုက်တယ်။ဒီလိုနဲ့သူကသူ့အဖော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့ကိုယ်တိုင်တော့အန္တရာယ်ထဲဝင်သွားခဲ့တယ်။ရုတ်တရက်သူလဲလျောသွားပြီးခြေတစ်ဖက်ကမိုင်းပေါ်ကနေထွက်သွားခဲ့တယ်။ဒါကိုမြင်ပြီးအားလုံးကြောက်လန့်သွားကြတယ်။အဲ့ဒီနောက်သူကမိုင်းပေါ်မှာစစ်သားတယောက်ကမမြင်ရတဲ့လှုပ်ဝက်မိုင်းတစ်လုံးကိုမတော်တဆနင်းမိခဲ့တယ်။ဒီအခြေအနေကိုမြင်ပြီးသူကကိုယ့်အသက်တင်မကသူ့အဖော်တွေ၏အသက်ပါအနေနဲ့ရောက်သွားနိုင်တာကြောင့်စိတ်လှုပ်ရှားပြီးထိမ့်မရဖြစ်သွားတယ်။အချိန်နဲ့ငယ်ကြာပြီးနောက်အဖွဲ့ရဲ့ကပတိန်ခေါင်းဆောင်ရောက်လာပြီးမိုင်းရဲ့အနက်ကိုသိနိုင်အောင်တစ်သားတုပ်တစ်ချောင်းနဲ့မြေကိုတဖြည်းဖြည်းဖယ်ရှားစတင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒီမိုင်းကအရန်ကြီးတဲ့မိုင်းဖြစ်ပြီးဖျက်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာကိုသူတို့သိလိုက်တယ်။အဲ့ဒါကြောင့်ကပတိန်ကစစ်သားတွေကိုနောက်ပြန်ဆုတ်ဖို့အမိန့်ပေးပြီးမိုင်းနှင်းထားတဲ့စစ်သားကို၃ချက်ရေတွက်ရင်းခြေထောက်ကိုမြောက်ပါလို့ပြောခဲ့တယ်။ကပတိန်ကသူ့နေရာမှာဝင်နှင်းမယ်လို့ပြောခဲ့တာပါ။ညွှန်ကြားချက်အတိုင်းစစ်သားကခြေထောက်ကိုမြောက်လိုက်တဲ့အချိန်မှာကပတိန်ကချက်ချင်းသူ့ခြေထောက်နဲ့မိုင်းပေါ်ကိုဝင်နှင်းလိုက်တယ်။ဒီလိုနဲ့သူကသူ့အဖော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့သူ့ကိုယ်တိုင်တော့အန္တရာယ်ထဲဝင်သွားခဲ့တယ်။ရုတ်တရက်သူလဲလျောသွားပြီးခြေတစ်ဖက်ကမိုင်းပေါ်ကနေထွက်သွားခဲ့တယ်။ဒါကိုမြင်ပြီးအားလုံးကြောက်လန့်သွားကြတယ်။အဲ့ဒီနောက်သူကမိုင်းပေါ်မှာခုန်